ချင်းနေ ဒီ vlog လေးကတော့မင်းပြင်းမနာမှာမစားဖြစ်တာကြာသွားပြီဖြစ်တဲ့ဆိုင်လေးတွေကိုပဲပြန်စားဖြစ်တဲ့ vlog လေးပါအရင်တော့ကလည်းဒီဆိုင်လေးအကြောင်းတင်ခဲ့ပေးပူပါတယ်ဆိုင်လေးကတော်တော်များများသိကြသလိုပြင်းမနာမျိုးကန်တော်တော်များများသိကြတဲ့ဆိုင်လေးဖြစ်ပါဆိုင်လေးကတော့ကျွန်တော်တို့ဘူရာရုံရှိပေါ့နော်ဖျားလန်းထိပ်မှာရှိတဲ့ဒေါ်ချစ်ပူရဲ့အတုပ်ဆောင်ဆိုင်လေးပါအတုပ်ဆောင်ဆိုင်တွေကတော့ကျွန်တော်ပြင်းမနာနဲ့လေဝေးတော့မှာတော်တော်များများရှိတယ်ပေါ့နော်ဒေါ်ချစ်ပူရဲ့အတုပ်ဆောင်ဆိုင်ဆိုလို့ရှိရင်နှစ်ပေါင်းကိုတော်တော်ကိုကြာခဲ့ပါပြီတော်တော်များများအမှတ်တရတွေရှိတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တယ်လို့ငလင်းပြီးမှလည်းအမြင်ပြရောက်သွားဖြစ်တဲ့ဆိုင်လေးဖြစ်ပါတယ်နေပြတော့ပဲတော့လေတခြားပြအဲ့လေးလာစားတော့ဘလို့ရှိရင်စိတ်ဆွပြုတ်တယ်အဲ့လေးတော့ဆိုင်မှာ favorite အဲ့ဖျားလန်းထိပ်မှာပဲပေါ့နော်ကျွန်တော်လမ်းစုံမှာရှိတဲ့ဒီလက်ဖိတ်ဆိုင်ရှိတယ်အဲ့လက်ဖိတ်ဆိုင်ကစိတ်ဆွပြုတ်နဲ့နန်ပြားထောက်ဘက်တော့အရင်သဘောကျတယ်သူကလည်းအနီတော်ချစ်ပူရဲ့ဆိုင်နဲ့မင်းချင်းဆိုင်မှာရှိတယ်ပေါ့နော်အဲ့ဆိုင်ကဆွပြုတ်ကတော်တော်ကောင်းတယ်ရောက်တိုင်းလေးဝင်စားဖြစ်တယ်ပေါ့နော်သူတို့လည်းဒီငလင်ပြီးမှပြန်ဖွင့်ထားတာဆိုတော့နည်းနည်းလေးတော့ဆက်လက်လေးတော့ချိန်သွားတယ်ပေါ့နော်ဒါပေမဲ့အရသာနဲ့လက်ရတော့အရင်တိုင်းပဲမပြောင်းလဲပဲကောင်းနေစေပဲအဲ့ဒါတော့သဘောကျတယ်အဲ့ဒီကတော့ပါဆယ်ကို5လောက်ကိုပဲဖြစ်သွားတယ်ပေါ့နော်ရောက်တော့ရောက်ကန်လည်းဖြစ်တာရဲ့လမ်းကြုံနိုင်မှုလို့ပဲဖြစ်သွားတယ်ဒီမှာစားနေကြပါတော့အခုမှပြန်လာစားနေတာဆိုင်မှာတော့နန်ပြားထောက်ဘက်တော့ကောင်းတယ်နော်လို့ရှိရင်စိတ်ဆွပြုတ်တယ်နော်အဲ့စိတ်ဆွပြုတ်ကတော့တော်တော်လေးမိုက်တယ်သူကမှဆိုလို့ရှိရင်ဒီမနာပူတာနော်မြောက်ပူရရဲ့ဒီနေ့ချင်းဆိုင်မှာရှိပါတယ်ဟိုဘက်တိတ်ကိုလမ်းကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့နာမည်ကျော်တဲ့ဒီတော့ချစ်ပူရဲ့တုပ်ဆောင်ရှိပါတယ်ပြင်းနာမျိုးကနေတော်တော်များသိပြီးသားဖြစ်တဲ့ဒေါ်ချစ်ပွေးအတုပ်ဆိုင်ကတော့ညနေဆောင်ဆိုဖွင့်နေပေါ့နော်ပြီးကြလို့ညနေဆိုလို့ရှိရင်သူ့စီမှာဝယ်တဲ့လူတွေတန်းစီပြီးတော့စိုက်စားတွေတော်တော်များတယ်နာမည်ကျော်တဲ့ဒေါ်ချစ်ပွေးရဲ့ဆိုင်မှာတော့အမင်ချိုင်ဆုံးစားစာတွေဆိုလို့ရှိရင်သူ့ရဲ့အစုံတုပ်ရဲ့နောက်ပြီးလို့ရှိရင်ဒီပဲလုံးတုပ်လေးပေါ့နော်အဲ့ဒါလေးကိုပို့သဘောကျတယ်သူကအတုပ်ထုံမှာဆိုလို့ရှိရင်သူ့ရဲ့ရိုးရလို့ပြောရမှာပေါ့နော်ကျွန်တော်ကစုံရလေးရေးရေးခလီပြီးတော့ထည့်ပေးတာရဲ့နောက်ပြီးလို့ရှိရင်အရာတာရဲ့ပဲမှုန့်ရဲ့အရာတာနောက်ပြီးလို့ရှိရင်ကျွန်တော်ပဲပုတ်ထောင်းထားတဲ့အမှုန့်ပေါ့နော်အဲ့ဒါရဲ့အရာတာလေးပါတယ်နောက်ပြီးလို့ရှိရင်သူ့ဆိုင်မှာကျွန်တော်ရိုးရဟိုအချို့မှုမျိုးစုံလည်းရသေးတယ်ပေါ့နော်ကဲအရာတာမှာဆိုလို့ရှိရင်ထိထိမိမိနဲ့စီစီပိုင်မှာရှိလာတဲ့ဒေါ်ချစ်ပွေးရဲ့အတုပ်ဆောင်လေးကိုလည်းပြင်းပြနာရောက်လို့ရှိရင်ဝင်မြကြည့်ပါအောင်နော်ကျေးဇူးများတင်ပါတယ်ခင်ဗျ